အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဇာနေအောင် YouTube နဲ့ Facebook Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်နာမည်ဇာနေအောင်ပါကျွန်တော်ဒီနေ့မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ SIT methodology ကနေပြီးတော့ကျွန်တော်တို့ S6 လုံးအကြောင်းပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော် S6 လုံးအကြောင်းကိုကျွန်တော် overall အနေနဲ့ပြန်ပြီးတော့မျှဝေပေးသွားမှာလည်းဖြစ်ပါတယ် S တစ်လုံးချင်းစီရဲ့အသေးစိတ်ကိုတော့ကျွန်တော်ရဲ့ရှေ့ဗီဒီယိုလေးတွေမှာတွားရက်ပြီးတော့လေ့လာနိုင်ပါတယ်ခင်ဗျာ SIT methodology မှာကျွန်တော်တို့ပထမဆုံးအနေနဲ့ကျွန်တော်တို့က total progression system မှာသုံးခဲ့တာတော့ 5S ပါနောက်ပိုင်းနေကြမှာကျွန်တော်တို့လုပ်ငန်းခွင်ဘေးနဲ့ကိရှိရေးအတွက်ကျွန်တော်တို့ S တစ်လုံးကိုပေါင်းပြီးတော့မှကျွန်တော်တို့ CS အနေနဲ့ကျွန်တော်တို့အသုံးပြုခဲ့တာလည်းဖြစ်ပါတယ် CS ဆိုတာကကျွန်တော်တို့စက်ရုံတွေရုံးခန်းတွေကိုယ့်ရဲ့အလုပ်ရုံဌာနတွေမှာကိုယ့်ရဲ့အလုပ်ပတ်ဝန်းကျင်နေရာတွေကိုတန်တန်ရှင်းရှင်းနဲ့စင်တကြဖြစ်အောင်စီကံရှိပြီးတော့လုံခြုံစိတ်ချရတဲ့အလုပ်ပတ်ဝန်းကျင်တစ်ခုဖြစ်ဖို့အတွက်ထိရောက်အောင်ကျွန်တော်တို့စီမံခန့်ခွဲပေးတဲ့စနစ်တစ်ခုပဲဖြစ်ပါတယ်ကျွန်တော်ဆက်လက်ပြီးတော့ S 6လုံးအကြောင်းကိုရှင်းပြပေးမှာဖြစ်ပါတယ်ပထမဆုံး S ကတော့ကျွန်တော် sort ဖြစ်ပါတယ်မလိုအပ်တာတွေကိုကျွန်တော်ဖယ်ရှားရမှာလည်းဖြစ်ပါတယ်ကိုယ့်ရဲ့လုပ်ငန်းခွင်နေရာတွေမှာလိုအပ်တာတွေမလိုအပ်တာတွေကျွန်တော်ခွဲခြားရမှာလည်းဖြစ်ပါတယ်မလိုအပ်တဲ့ပစ္စည်းတွေကိုကျွန်တော်နေရာတစ်ခုသတ်မှတ်ပြီးတော့ကျွန်တော်တို့စနစ်ကျထားရမှာလည်းဖြစ်ပါတယ်လိုအပ်တဲ့ပစ္စည်းတွေကိုကိုယ်နဲ့အနည်းဆက်ဆုံးမှာထားရမှာလည်းဖြစ်ပါတယ်ဒီလိုမျိုးလုပ်လိုက်တဲ့အတွက်ကိုယ့်ရဲ့လုပ်ငန်းပတ်ဝန်းကျင်တွေမှာနေရာလွတ်တွေရလာမယ်ပစ္စည်းတွေကိုကျွန်တော်ရှာရမှာလည်းလွယ်ကူလာမှာလည်းဖြစ်ပါတယ်နောက် S တစ်လုံးကတော့ကျွန်တော်တို့ setting order ဖြစ်ပါတယ်စနစ်ကျတဲ့ပစ္စည်းတွေကိုထားဖို့ပဲဖြစ်ပါတယ်ကိုယ့်ရဲ့လုပ်ငန်းခွင်တွေမှာလိုအပ်တဲ့ပစ္စည်းတွေကိုကျွန်တော်တို့စနစ်ကျနဲ့ထားရမှာလည်းဖြစ်ပါတယ်ဒီလိုမျိုးထားတဲ့နေရာမှာ2 boat တွေကျွန်တော် share boat တွေ label တွေ color code system တွေနဲ့ကျွန်တော်စနစ်ကျထားရမှာလည်းဖြစ်ပါတယ်ဒီလိုမျိုးလုပ်ရတဲ့အတွက်ကျွန်တော်ပစ္စည်းတွေကိုယူသုံးတဲ့အခါမှာစနစ်ကျနဲ့ကျွန်တော်ယူသုံးမယ်လုပ်ငန်းသုံးပြီးတဲ့အခါမှာလည်းပြန်ထားတဲ့အခါမှာလည်းကျွန်တော်စနစ်ကျနဲ့ပြန်ထားရမှာလည်းဖြစ်ပါတယ်နောက် S တစ်လုံးကတော့ကျွန်တော် shine ဖြစ်ပါတယ်ကျွန်တော်တန်ရှင်းရေးလုပ်ရမှာပဲဖြစ်ပါတယ်ကိုယ့်ရဲ့လုပ်ငန်းဝင်ပတ်ဝန်းကျင်တွေကိုနေ့စဉ်ကျွန်တော်တန်ရှင်းရေးလုပ်ရမှာလည်းဖြစ်ပါတယ်ဒီလိုမျိုးတန်ရှင်းရေးလုပ်နေစဉ်အတွင်းမှာလည်းကျွန်တော်စစ်ဆေးမှုတွေပြုလုပ်ရမှာပါကိုယ့်ရဲ့လုပ်ငန်းဝင်ပတ်ဝန်းကျင်ကစက်တွေရဲ့ CEO ပေးမှုရှိမရှိတွေ breaker ကောင်းမကောင်းတွေပြီးလို့ရှိရင် panel ဘုံတွေကောင်းမကောင်းတွေကျွန်တော်စစ်ဆေးရမှာလည်းဖြစ်ပါတယ်ဒီလိုစစ်ဆေးတဲ့အခါမှာအပျက်စီးတွေတွေ့တဲ့အခါမှာကျွန်တော်တို့စောစောစီးစီးပြင်နိုင်တဲ့အတွက်စက်တွေရဲ့ breakdown ဖြစ်မှုတွေကကျွန်တော်ညွန်နေလာမှာလည်းဖြစ်ပါတယ်နောက် S တစ်လုံးကတော့ကျွန်တော်တို့ standard ဖြစ်ပါတယ်ကျွန်တော် standard တွေသတ်မှတ်မှာလည်းဖြစ်ပါတယ် sort setting order shine တို့ကိုကျွန်တော်စနစ်တကျနဲ့အများနဲ့တူညီနေအောင်ကျွန်တော် standard တွေသတ်မှတ်မှာလည်းဖြစ်ပါတယ်ဒီလိုမျိုး standard တွေသတ်မှတ်တဲ့နေရာမှာကျွန်တော် standard word တွေပြီးလို့ရှိရင်ကျွန်တော် checklist တွေ virtual control system တွေကိုကျွန်တော်စနစ်တကျနဲ့ကျွန်တော်သတ်မှတ်မှာလည်းဖြစ်ပါတယ်နောက် S တုံးကတော့ကျွန်တော် sustainment ဖြစ်ပါတယ်ကျွန်တော် CS ကိုအလေးအကျင့်ဖြစ်အောင်ကျွန်တော်ဆက်လက်ထိန်းသိမ်းပြီးဆောင်ရွက်ရမှာလည်းဖြစ်ပါတယ်ဒီလိုမျိုးဆောင်ရွက်နေရမှာကျွန်တော် audit တွေနဲ့စစ်ဆေးမှုတွေပြုလုပ်မယ်ပြီးလို့ရှိရင် training တွေပေးမယ်စီမီစီကန်တွေချမှတ်ပြီးတော့ကျွန်တော်ဆောင်ရွက်မှာလည်းဖြစ်ပါတယ်ဒီလိုမျိုးဆောင်ရွက်ထားတဲ့အတွက် CS ကိုကျွန်တော်ရေရှည်မှာတည်တဲ့ခံရင်းမှာလည်းဖြစ်ပါတယ်နောက်ဆုံး S လုံးကတော့ကျွန်တော် CP ပဲဖြစ်ပါတယ်ကိုယ့်ရဲ့လုပ်ငန်းငယ်အတွင်းမှာမတော်တဆမှုတွေမဖြစ်ပေါ်အောင်ကျွန်တော်ကြိုတင်ပြီးတော့ကာကွယ်ရမှာလည်းဖြစ်ပါတယ်ဝန်ထမ်းတွေနဲ့တတ်မှတ်ထားတဲ့ PPE တွေဝတ်ဆင်မှုရှိမရှိတွေလုပ်ငန်းငယ်အတွင်းမှာအန္တရာယ်ရှိတဲ့နေရာတွေတတ်မှတ်ထားမှုရှိမရှိတွေကျွန်တော်တို့စစ်ဆေးရမှာလည်းဖြစ်ပါတယ်လုပ်ငန်းတွေမှာရှိနေတဲ့ risk တွေကိုလည်းကျွန်တော်တို့ risk assessment တွေလုပ်ပြီးတော့လည်းကျွန်တော်တို့ဆောင်ရွက်ထားမှာလည်းဖြစ်ပါတယ်ဒီလိုမျိုးလက်ဆောင်ခြင်းအပြင်ကျွန်တော်တို့ accident တွေကျွန်တော်ယွန်နေလာမှာလည်းဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ကျွန်တော် CS ကိုအသုံးပြုခြင်းအပြင်ရရှိလာနိုင်တဲ့အကျိုးကျေးဇူးတွေကိုတင်ပြပေးမှာဖြစ်ပါတယ်ကျွန်တော်လုပ်ငန်းခွင်အတွင်းမှာ safety ဘိုင်းတွေပို့ပြီးတော့တိုးတက်လာမယ်လုပ်ငန်းခွင်တွေမှာတန်တန်ရှင်းရှင်းနဲ့ကျွန်တော်စဉ်းစားကြတွေဖြစ်လာမယ်အလုပ်လုပ်ရတာတွေပို့ပြီးတော့လွယ်ကူမြန်ဆန်လာမယ်အလုပ်လုပ်ရတာလွယ်ကူမြန်ဆန်လာတဲ့အတွက်ဝန်ထမ်းတွေမှာအလုပ်လုပ်နိုင်စွမ်းတွေတိုးတက်လာမယ် quality တွေကျွန်တော်ပို့ပြီးတော့ကောင်းလာမယ် waste အလေလေးတွေကျွန်တော်လျော်နေလာမယ်စီကန်းရှိတဲ့အလုပ်ပတ်ဝန်းကျင်တစ်ခုကျွန်တော်ဖြစ်လာမယ်နောက်ဆုံးအနေနဲ့ image ကောင်းတဲ့ company တစ်ခုဖြစ်လာမှာလည်းဖြစ်ပါတယ်ဒါတွေကတော့ကျွန်တော်တို့ set ကိုအသုံးပြုခြင်းအပြင်ရရှိလာနိုင်တဲ့အကျိုးကျေးဇူးတွေပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာတော့ CS methodology တဲ့က S6 လုံးအကြောင်းကိုကျွန်တော်အတူချုပ်အနေနဲ့တင်ပြပြီးဖြစ်ပါတယ် S တလုံးချင်းစီရဲ့အကြောင်းကိုအသေးစိတ်လေ့လာလို့ပါကကျွန်တော်ရဲ့ရှေ့ဗီဒီယိုလေးမှာတွားရောက်ပြီးတော့လေ့လာနိုင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုတွေမှာလည်းလူချင်းမင်းတို့ရဲ့လုပ်ငန်းတွေအတွက်အကျိုးရှိမဲ့ဗီဒီယိုလေးတွေကိုတင်ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့ကိုလည်းဖိတ်ခေါ်ပါရစေအားလုံးကိုကျေးဇူးတင်ပါတယ်